အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကထိုင်းနိုင်ငံအန်ထောင်မြို့မှာဒီအသက်28နှစ်အရွယ်ရှိတဲ့မြန်မာအမျိုးသားကအသက်19နှစ်အရွယ်ထိုင်းကျောင်းသူကိုဒါရိတ်လို့ပေါ့နော်မရင်းကျင်းမှုကြိုးပမ်းတဲ့အတွက်ဒါထိုင်းရဲတပ်ဖွဲ့တွေကနေဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဒီနိုဝင်ဘာလ19ရက်နေ့ည7:00နာရီခွဲလောက်မှာပေါ့နော်ဒီအမျိုးသားကဒီထိုင်းကျောင်းသူလေးရဲ့အခန်းကိုဒါဝင်ရောက်သွားတယ်ပေါ့အဲ့ချိန်မှာထိုင်းကျောင်းသူလေးကတော့အိပ်ပျော်နေတယ်ဒါမဲ့ဒီကျောင်းသူမလေးကဒီသူ့အခန်းထဲမှာဒါပုံမှန်မဟုတ်တဲ့အတန်တွေကြားရတယ်ဆိုပြီးတော့ဒါသူထလဲကြည့်ရောဒီအမျိုးသားကသူ့အခန်းထဲရောက်နေပြီးတော့သူ့ချက်ချင်းပဲဒီအပေါ်ကနေခုံအုပ်ပြီးတော့ဒီမရင်းချင်းကိုကြိုးပမ်းနေပေါ့နော်အဲ့ချိန်မှာထိုင်းကျောင်းသူလေးကဒီရုံးကန်ပြီးတော့နောက်ဆုံးဒီအမျိုးသားရဲ့ဘိုက်ကိုကန်ထုတ်လိုက်တယ်ကန်လိုက်တော့အမျိုးသားကသူရက်သွားတယ်ပေါ့ထပ်မကြိုးစားတော့ဘူးပြီးတဲ့ခါမှာသူအခန်းမပြီးဝင်လာတာလို့ပြောပြီးတော့မှကောင်းမလေးမှရှိရဲ့ဒီ iPhone 11ပေါ့နော်11လေးကိုယူပြီးတော့ထွက်သွားတယ်အဲ့တော့မကြခင်မှာပဲဒီရဲတပ်ဖွဲ့ကတော့ဒီအမျိုးသားကိုလိုက်ရှာတဲ့အခါမှာဒီမြို့ထဲမှာပဲဒီအန်ထောင်မြို့ထဲမှာပဲဖမ်းမိတယ်ပေါ့နော်ဒီအမျိုးသားကဘာလုပ်တာလဲဆိုတော့သူကဒီစိတ်ယုံလုပ်တာတော့မဟုတ်ဘူးဒီအပြင်မှာကျွန်တော်တို့ဒီပလာတာလုတ်ရောင်နေသူဖြစ်တယ်ပေါ့နော်အဲ့တော့ထိုင်းနိုင်ငံမှာအနေကြတဲ့ပုံပဲဒါပေမဲ့တော့ဒါဘယ်လိုပဲဖြစ်မြန်မာနိုင်ငံသားပဲပေါ့နော်အဲ့တော့ဒီအမျိုးသားကရဲတပ်ဖွဲ့ကိုပြောတာကတော့သူကအဲ့ဒီချိန်မှာဒီအရက်တွေဝိုင်းတွေကိုတောက်ထားတယ်ပြီးတဲ့အခါမှာဒီကျွန်တော်စိတ်ကြွစေပေါ့နော်မူကြီးစေတစ်မျိုးဖြစ်ဒီယာဘကိုလည်းတုံးထားတယ်ဆိုပြီးတော့ဒါရဲတပ်ဖွဲ့ကိုဝန်ခံထားတယ်ဒါပေမဲ့ဒီလိုမျိုးသူမရင်းချင်းမှုကျိုးပန်းတာကတော့သူမမှတ်မိဘူးလို့ပြောတယ်သူသွားတာကသူ့တငယ်ချင်းရဲ့အခန်းကိုသွားရှာတာဆိုပြီးဒါရဲတပ်ဖွဲ့ကိုတော့သူကအဲ့လိုမျိုးဝန်ခံထားတယ်ပေါ့နော်ဒါပေမဲ့ရဲတပ်ဖွဲ့ကတော့သူ့ကိုဒါမရင်းချင်းရဲ့ကျိုးပန်းမှုဒီညအချိန်မှာတော့ကျူးကျော်ဝင်ရောက်မှုပြီးတဲ့အခါမှာလူရဲမှုစတဲ့အမှုတွေနဲ့ဒါအမှုဖွင့်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထိုင်းရောက်နေတဲ့ရွှေမြန်မာတွေအနေနဲ့လည်းဒီအဆဆရရပေါ့နော်ကိုကဘယ်လိုလုပ်ရက်တစ်ခုပဲလုပ်တော့မယ်ဖြစ်ဖြစ်ကိုယ့်ရဲ့နိုင်ငံရဒီကိုယ့်ရဲ့လူမျိုးကိုဒါကိုကအထောက်ထားတင်ပါတယ်ဥပမာဗျကိစ္စအကြီးတွေမဟုတ်ဒီလမ်းမှာကုန်းစထွေးထွေးတာကအစပြီးတဲ့ခါမှာဒီအများသုံးတဲ့ဒီဘတ်စကားတွေဒီလိုင်းကားတွေမှာသွားတဲ့ခါမှာဒီစကားတွေကိုအကျေကြီးပြောတာပေါ့နော်အဲ့ဒီကိစ္စတွေကဒါတော်တော်ကိုဆိုးတယ်ကိုကဒါအပြင်ကိုသွားပြီဆိုလို့ရှိရင်ဒါကိုယ့်နိုင်ငံလည်းမဟုတ်ဘူးပတ်ဝန်းကျင်ကိုကြည့်ပေါ့နော်ဒါထိုင်းနိုင်ငံသားတွေကြားမှာနေတာပြီးတဲ့ခါမှာကိုယ်တွေလောက်ရတဲ့အလုပ်ကလည်းဒါသူတို့နိုင်ငံမှာအနေဆုံးအလုပ်ပေါ့နော်ဘလူးကလာဆိုတာလုံးဝဟိုဒါအောက်ခြေသိမ်းအလုပ်လုပ်ရတာအဲ့တော့ငကိုခဲတဲ့ကမှဒါအမြင်ကတိတ်ပြီးတော့ဟိုကိုယ်တွေဆိုလို့ရင်နည်းနည်းခွဲခြားပြီးတော့ကြည့်တယ်ပေါ့နော်ဒါလူတိုင်းတော့မဟုတ်ပါဘူးအဲ့လိုအနေထားမှာကိုကဒီလိုမျိုးစီးမရှိကမ်းမရှိတွေလုပ်တယ်ဆိုလို့ရှိရင်ဘသူကမှလည်းလေးစားမှာမဟုတ်ဘူးဘလူကမှလည်းဒါအဖက်လုံးမှာမဟုတ်ဘူးเนาะအဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစုံဝင်စားပွဲအကြောင်းအရာတွေနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုပါ